ကဘာပေါ်အရက်ဆက်ဆုံးနဲ့အစိုးသွမ်းဆုံးလူဆိုးတွေတော့အတန်တန်မှမထွက်ရဲရလောက်အောင်ကြောက်ရတဲ့လုံခြုံရေးအတင်းကျပ်ဆုံးနဲ့အကြီးမားဆုံးထောင်နေတဲ့တခုဖြစ်တဲ့ El Salvador နိုင်ငံကစစ်ကော့အကျဉ်းထောင်အကြောင်းကြားဘူးကြလားပြီးခဲ့တဲ့ April 28 ရက်နေ့မှာ Donald Trump ကသူ့နိုင်ငံမှာတရားမဝင်နေထိုင်နေတဲ့ Trinidad လူဆိုးကိုင်းကိုကဘာပေါ်မှာအကျဉ်းတန်းဆုံးနဲ့အရက်ဆက်ဆုံးသူတွေပဲရှိတဲ့စစ်ကော့အကျဉ်းထောင်ကိုဖမ်းဆီးပို့ဆောင်ခဲ့ပါတယ်50 past the hour. This morning we're learning new details about the Venezuelan gang Tren de Aragua, which President Trump labeled an invading force on Saturday when he invoked the Alien Enemies Act. စစ်ကော့အကျဉ်းထောင်ဆိုတာအခန်းချင်းလေးထဲမှာထောင်သားအယောက်80လောက်ကိုတခန်းထဲမှာအတူတူနေခိုင်းပြီးတော့တောက်ဆရာကြီးကိုလည်းရေကန်ထဲကခတ်တောက်ခိုင်းတယ်အကာအကွယ်မပါတဲ့အိမ်သားကိုလည်းအတူမြသုံးခိုင်းတဲ့အကျဉ်းထောင်တစ်ခုပါပြီးတော့ဘယ်တော့မှလည်းမီးပိတ်ခွင့်မရှိသလိုထောင်ဆောင်တွေနဲ့အချိန်ပြည့်စောင့်ကြည့်တာကိုခံနေရတဲ့ထောင်တစ်ခုဖြစ်ပါတယ်ဒါဆိုရင်စစ်ကော့အကျဉ်းထောင်မှာဘလို့ထောင်သားတွေရှိနေလဲဘလို့ပြစ်မှုတွေကျူးလွန်ခဲ့လို့သူတို့ကမ္ဘာအရက်ဆက်ဆုံးထောင်သားတွေလို့သတ်မှတ်ခံထားရတာလဲပြီးတော့ Trinidad ဆိုတဲ့လူဆိုးကိုင်းကအမေရိကန်ကိုဘလို့မျိုးခိုးဝင်ခဲ့တာလဲစတာတွေကိုကျွန်တော်တို့အတူတူကြည့်လိုက်ရအောင်စစ်ကော့ဆိုတာအမေရိကတိုက်အလယ်ပိုင်းEl Salvador နိုင်ငံမှာရှိတဲ့အကြမ်းဖက်ထိန်းသိမ်းရေးစင်တာတစ်ခုပါပြောမယ်ဆိုရင်တော့ထောင်တစ်ခုပေါ့ဗျာ CECOT ဆိုတဲ့စစ်ကော့ရဲ့အဓိပ္ပာယ်အရှေ့ကောက်က Centro de Confinamiento de Terrorismo ပဲဖြစ်ပါတယ်ဒီအကျဉ်းထောင်ကို2022ခုနှစ်မှာတည်ဆောက်ခဲ့ပြီးတော့2023ခုနှစ်မှာမှစတင်ဖွင့်လှစ်ခဲ့တာပါစပြီးဖွင့်လှစ်ခဲ့တဲ့အချိန်တည်းကစစ်ကော့အကျဉ်းထောင်ကို El Salvador နိုင်ငံရဲ့ Maximum Security Prison တစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ထောင်တစ်ခုပဲဖြစ်ပါတယ်Maximum Security Prison ဆိုတာအတင်းကျပ်ဆုံးနဲ့အမြင့်ဆုံးလုံခြုံရေးစနစ်ရှိတဲ့အထောင်ကိုပြောတာပါဘလောက်တော့လုံခြုံရေးတင်းကျပ်လဲဆိုရင်ထောင်ရဲ့ပတ်ပတ်လည်မှာစောင့်ကြည့်မြော်စဉ်16ခုတောင်ရှိတဲ့အပြင်ကိုထောင်ရဲ့နိုင်ရန်တွေကိုလည်း6မီတာမြင့်တဲ့နိုင်ရန်အထူနဲ့တိစောက်ထားတာပါနိုင်ရန်ပေါ်မှာတက်ထားတဲ့တန်ဆူးကြိုးတွေကလည်းလျှက်စစ်လွတ်ထားတဲ့တန်ဆူးကြိုးတွေဖြစ်ပြီးတော့ကင်မိတာနဲ့လည်းအဲ့ဒီအကျဉ်းသားကိုသိစေနိုင်ပါတယ်ပြီးရင်ထောင်ထဲဝင်ချင်းမှာလည်းအရေးပေါ်အခြေအနေတွေမှာသုံးဖို့လက်နက်တိုက်ကိုလည်းတိစောက်ထားပြီးတော့ထောင်တစ်ခုလုံးမှာစစ်သားအယောက်600နဲ့ရဲအယောက်250လောက်ကိုအမြဲတမ်းအစင်သိရှိနေတဲ့ထောင်တစ်ခုဖြစ်ပါတယ်အဲ့ဒီထဲမှာမှစစ်ကော့ထောင်မှာရှိသမျှရဲစစ်သားနဲ့ထောင်ဝင်နှန်းတွေကသူတို့မျက်နှာတွေကိုမျက်နှာဖုံးဝစ်ပြီးတော့ကာကွယ်ထားကြတာပါ။ဘာကြောင့်လဲဆိုရင်သူတို့ထိမ့်သိမ်းစောင့်ကြည့်နေရတဲ့ရာဇဝတ်သားတွေကကမ္ဘာပေါ်မှာအဆိုးသွမ်းဆုံးနဲ့အရက်ဆက်ဆုံးဖြစ်တာကြောင့်တစ်ချိန်ချိန်မှာသူတို့ရဲ့မိသားစုဝင်တွေအတွက်အန်ဒီရမဖြစ်စေဖို့အတွက်ကာကွယ်ထားကြတာပဲဖြစ်ပါတယ်။ထောင်အဆောင်တွေရဲတွေတောင်မှမျက်နှာကိုကာကွယ်ထားရတယ်ဆိုရင်တော့ဒီရာဇဝတ်သားတွေကဘယ်တော့ဆိုးရွားလိုက်မလဲဆိုတာကိုတွေးကြည့်လို့ရလောက်မယ်ထင်ပါတယ်။နောက်တစ်ခုကတော့လုံခြုံရေးတင်းကျပ်တာတွေမဟုတ်သေးပဲနဲ့ထောင်သားပေါင်း4000အထိထိမ့်သိမ်းနိုင်တာကြောင့်စစ်ကော့အကျဉ်းထောင်ကလက်တင်အမေရိကမှာရှိတဲ့အကျဉ်းထောင်တွေထဲမှာအကြီးဆုံးအကျဉ်းထောင်တစ်ခုအဖြစ်သတ်မှတ်ခံထားရပါသေးတယ်။ El Salvador နိုင်ငံမှာ1990ပြည့်နှစ်နောက်ပိုင်းကိုရောက်တဲ့အခါမှာလန်တရဲလူမိုက်ကိုင်းတွေတိတိတတ်တာပေါ်လာခဲ့ပါတယ်။ပြောရမယ်ဆိုရင်သူတို့နိုင်ငံမှာလန်တရဲကိုင်းတွေရဲ့လွှမ်းမိုးမှုကြောင့်ဂိုင်းအဖွဲ့ဝင်တွေလည်းတိတိတတ်တာတိုးလာတဲ့အထိကိုဖြစ်လာခဲ့တာပါ။တဖြည်းဖြည်းပိုပြီးများလာတဲ့လူမိုက်ကိုင်းတွေထဲမှာနာမည်အကြီးဆုံးနဲ့အင်အားအကြီးဆုံးလူမိုက်ကိုင်းနှစ်ခုရှိတယ်။အဲ့ဒါတွေက MS-13 နဲ့ Barrio 18ဆိုတဲ့ဂိုင်းနှစ်ခုပဲဖြစ်ပါတယ်ဒီလူဆိုးဂိုင်းနှစ်ခုလုံးကမကောင်းတာမှန်သမျှအကုန်လုံးတဲ့လူဆိုးဂိုင်းတွေပဲဖြစ်တယ်လူတက်တယ်ငွေညစ်တယ်တရားမဝင်ဘိန်းမောက်ကိုကူးတယ်လူကုန်ကူးတယ်လက်နက်မောင်ကိုလှုပ်တယ်ပြန်ပေးဆွဲတယ်ဓမြတိုက်တာတွေအပြင်ကိုအရွယ်မရောက်သေးတဲ့ကလေးတွေကိုသူတို့ဂိုင်းနဲ့ဝင်အောင်လဲဖိအားပေးပြီးလှုပ်တက်ကြတဲ့လန်တရဂိုင်းနှစ်ခုပါဒီဂိုင်းနှစ်ခုလုံးကအမေရိကန်နိုင်ငံမှာစပြီးပေါ်လာခဲ့ကြတာဆိုပေမဲ့စပြီးဖွဲ့စည်းခဲ့ကြတဲ့အချိန်တွေကမတူကြသလိုသူတို့တွေကအမေရိကန်နိုင်ငံသားတွေလည်းမဟုတ်ပါဘူးဆိုတော့ဒီလူဆွဲကိုင်းနှစ်ခုရဲ့အကြောင်းဆက်ပြီးပြောပြပေးသွားမယ် MS-13 The Mara Salvatrucha MS-13 ကိုအမေရိကန်နိုင်ငံမှာနေထိုင်တဲ့ El Salvador နိုင်ငံသားတွေက1980ခုနှစ် Los Angeles မြို့မှာစပြီးတည်ထောင်ခဲ့ကြတာပါဆဆချင်းတော့ဒီဂိုင်းကိုဖွဲ့ရတဲ့ရည်ရွယ်ချက်ကလည်းရိုးရှင်းပါတယ်အမေရိကန်နိုင်ငံမှာရောက်နေတဲ့ El Salvador နိုင်ငံသားတွေကိုတခြားလူမိုက်ဂိုင်းတွေစီကနေပြီးဆိုမှကာကွယ်ဖို့အတွက်ပါဆဆချင်းအဖွဲ့တည်ထောင်တဲ့ကာလမှာတော့အဖွဲ့ဝင်ရာခိုင်နှုန်းလောက်ပဲရှိခဲ့ပေမဲ့အခုဆိုရင်တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်ဂိုင်းအဖွဲ့ဝင်အကြမ်းမြင်9000ကနေ9000ထိရှိနိုင်တယ်လို့သိရပါတယ်ဒီပမာဏကတော်တော်လေးကိုများတဲ့ပမာဏဖြစ်ပြီးတော့စစ်တပ်တစ်ခုအနေထားထိတည်ထောင်မယ်ဆိုရင်တော့တည်ထောင်လို့ရတဲ့အခြေအနေတစ်ခုပါအဲ့ဒါအပြင်မှာအမေရိကန်နိုင်ငံရဲ့ပြည်နယ်42ခုလောက်မှာ MS-13 ဂိုင်း member တွေရှိနေနိုင်တယ်လို့သိရပြီးတော့ El Salvador, Honduras, Guatemala တို့မှာအင်အားအများဆုံးဖြစ်တယ်လို့လည်းသိရပါသေးတယ်။အဲ့လိုကနေ2012ခုနှစ်မှာ MS-13 ကနိုင်ငံပေါင်းများစွာမှာရှိနေတဲ့ဒုစရိုက်အဖွဲ့အစည်းတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပြီးတော့အခု2025ခုနှစ် Donald Trump သမ္မတဖြစ်တဲ့အချိန်မှာတော့အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ပြောမယ်ဆိုရင်အကြမ်းဖက်အဖွဲ့အစည်းလို့နာမည်တက်ခံရတဲ့အကြောင်းရင်းနောက်တစ်ခုက MS-13 ကအခုနောက်ပိုင်း El Salvador နိုင်ငံနဲ့အမေရိကန်နိုင်ငံတွေမဟုတ်ဘဲနဲ့တခြားမက္ကဆီကိုကနေဒါဥရောပနိုင်ငံတွေအထိကိုတဖြည်းဖြည်းပြန့်နှံ့လာခဲ့လို့ပါအခုလိုမျိုးနိုင်ငံကြီးတော်တော်များများမှာအဖွဲ့ဝင်တွေထောင်နဲ့တောင်းနဲ့ချီပြီးတော့ပေါ်လာခဲ့တဲ့သူတို့ရဲ့ဂိုင်းတွေကိုဝင်ဖို့အတွက်ကတော့လွယ်မယ်လို့မထင်ပါနဲ့အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာ MS-13 အဖွဲ့တွေဝင်ကျင်နေဆိုရင်တော့အချိန်73စက္ကန့်တွင်မှာလူတယောက်ကိုတတ်နိုင်ဖို့လိုအပ်ပါတယ်အဲ့လိုလုပ်ပြနိုင်မှသူတို့ဂိုင်းတွေဝင်လို့ရတာပါပြောမယ်ဆိုရင်တော့လူမိုက်ဖြစ်ချင်လို့လူမိုက်ခိုင်းနဲ့ဝင်ကျင်တဲ့သူတွေလှုပ်တဲ့လှုပ်ရတော့မဟုတ်ပါဘူးတကယ်ကိုရက်ဆက်ကြမ်းတမ်းပြီးတော့လူစိတ်မရှိမှအခုလိုလုပ်နိုင်မှာပါပြီးရင်တော့သူတို့အဖွဲ့ကနေထွက်ပြေးတဲ့အဖွဲ့ဝင်တွေကိုပြစ်ပေးတဲ့အနေနဲ့တည်တံပေးတတ်ကြပါသေးတယ် Barrio 18 The 80 Street Gang 18လမ်းဂိုင်း
Barrio 18 ဂိုင်းကတော့ Western Hemisphere မှာအကြီးဆုံးလူငယ်အကြမ်းဖက်ဂိုင်းတွေရဲ့တစ်ခုပါ Western Hemisphere ဆိုတာကမ္ဘာမြေပုံကိုအလဲကနေနှစ်ချမ်းခွဲကြည့်လိုက်ရင်ဘယ်ဘက်အချမ်းမှာရှိနေတဲ့နေမျိုးကိုပြောတာပါဒီဂိုင်းကို1950 1960ခုနှစ်တွေမှာအမေရိကန်နိုင်ငံမှာရှိတဲ့မက္ကဆီကိုနိုင်ငံသားတွေကစပြီးတည်ထောင်ခဲ့တာဖြစ်ပြီးတော့သူတို့ဂိုင်းက MS-13 ထက်တောင်ပိုပြီးစောပါသေးတယ်ပြောမယ်ဆိုရင်အမေရိကန်အခြေစိုက်မက္ကဆီကိုအကြမ်းဖက်ဂိုင်းကြီးပါဒီဂိုင်းရစပြီးတည်ထောင်တော့အဖွဲ့ဝင်အယောက်20-30လောက်နဲ့စတည်ထောင်ခဲ့ကြတာဆိုပေမဲ့အခုလက်ရှိအချိန်မှာတော့အဖွဲ့ဝင်ကတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အကြမ်းဖျင်း3000ကနေ5000လောက်ထိရှိတယ်လို့သိရပါတယ်အစပိုင်းမှာလူဦးရေနည်းနည်းလေးနဲ့စားခဲ့တဲ့ Barrio 18က1990နောက်ပိုင်းမှာ Central America ရဲ့အုပ်ချုပ်မှုအားနည်းတဲ့နိုင်ငံတွေကနေစပြီးတော့တဖြည်းဖြည်းကျယ်ပြန့်လာခဲ့တာအခုဆိုရင်လူမျိုးစုပေါင်းမျိုးစုံပါဝင်တဲ့မက္ကဆီကန်အကြမ်းဖက်ဂိုင်းတစ်ခုဖြစ်လာခဲ့ပါပြီ MS-13 လိုပဲ Barrio 18မှာလည်းသူတို့အဖွဲ့တွေကိုဝင်ခြင်းတဲ့အခါမှာလောက်ရတဲ့သတ်မှတ်ချက်တွေရှိတယ်အဲ့ဒါကတော့ Barrio 18အဖွဲ့ဝင်လူမိုက်4ယောက်ကအသင်ကိုဝိုင်းပြီးရိုက်နှက်တာကို18စက္ကန့်ကြာအောင်တောင်းခံနိုင်ဖို့အတွက်လိုအပ်ပါတယ်အဲ့လိုတောင်းခံနိုင်မှ Barrio 18အဖွဲ့တွေဝင်နိုင်မှာပါစကားမဆက်အခုလိုနိုင်ငံတကာသတင်းတွေလူမှုရေးစီးပွားရေးအပြင်မှာတခြားနိုင်ငံတွေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ရွှေနှုတ် application ထဲမှာအများကြီးတွားရောက်ဖတ်ရှုလို့ရပါတယ်ရွှေနှုတ် application ဆိုတာကနိုင်ငံတကာကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးတော့အတန်နဲ့ရောစာနဲ့ပါဖတ်ရှုနားဆင်ခြင်းနဲ့ဆိုရင်ရွှေနှုတ် application မှာအနှစ်ချုပ်တွားရောက်ဖတ်ရှုနားဆင်လို့ရပြီဖြစ်ကြောင်းကိုသတင်းကောင်းပါလိုက်ပါတယ်အနည်းချုံနဲ့အားမရလို့အစာဆုံးဖတ်ချင်တယ်ဆိုရင်လည်း full audio ကနေစပြီးအစာဆုံးနားထောင်လို့ရနေပြီဖြစ်တာကြောင့်အခုပဲ Play Store နဲ့ App Store မှာ download သွားဆွဲပြီးဆိုမှစာတွေသွားဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်နောက်ထပ်ထူးခြားတာတစ်ခုက MS-13 နဲ့ Barrio 18 ဂိုင်းနှစ်ခုလုံးမှာသူတို့ဂိုင်းမှာဖြစ်ပြီးဆိုတာနဲ့ထိုးလေးရှိတဲ့တက်တူးပုံစံတွေရှိကြပါတယ်အဲ့ဒါကြောင့်မို့လို့လူမြင်ကွင်းမှာဆိုရင်ဘသူကဘယ်ဂိုင်းအဖွဲ့ဝင်လဲဆိုတာကိုတန်းပြီးသိနိုင်ပါတယ်ဒါပေမဲ့2022ခုနှစ်မှာအယ်ဆာဗာဒေါနိုင်ငံရဲ့သမ္မတနိုင်ရစ်ဘူခီလီရဲ့ဖမ်းဆီးမှုကြောင့်အဖွဲ့ဝင်1000နီးပါးလောက်ဖမ်းဆီးခံခဲ့ရပြီးတော့အယ်ဆာဗာဒေါနိုင်ငံမှာရှိတဲ့ Barrio 18အဖွဲ့ဝင်တွေအားနည်းခဲ့ပါတယ်။ဒါဆိုရင် MS-13 နဲ့ Barrio 18အကြောင်းကိုသိလောက်ပြီဆိုတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ဆဲကော့အချင်းထောင်ကြီးစပြီးတိစောက်ခဲ့ရတဲ့အကြောင်းကိုဆက်ပြီးတော့ပြောပြပေးပါမယ်။ MS-13 နဲ့ Barrio 18ဂိုင်းကလက်တင်အမေရိကမှာတော်တော်လေးပြန့်နှံ့လာပြီးနောက်ပိုင်းမှာအယ်ဆာဗာဒေါနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးပိုင်းမှာစိုးရိမ်စရာအခြေအနေထိပါဖြစ်လာခဲ့ပါတယ်။အတိအကျဆိုရင်တော့2022ခုနှစ်မတ်လ26ရက်နေ့မှာလူပေါင်း62ယောက်ကိုတတ်ခဲ့တဲ့အကြမ်းဖက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီအမှုကနေအယ်ဆာဗာဒေါနိုင်ငံရဲ့သမ္မတနိုင်ရစ်ဘူခီလီကအခုလိုအမှုတွေကိုဖြစ်စေခဲ့တဲ့ MS-13 နဲ့ Barrio 18အဖွဲ့ကိုဖမ်းဆီးဖို့အတွက်လုပ်ခဲ့ပြီးတော့2023ခုနှစ်မှာလူဆိုးကိုင်းဝင်အယောက်ပေါင်း62,000နီးပါးလောက်ကိုအစုလိုက်ဖမ်းဆီးမှုတွေလုပ်နိုင်ခဲ့ပါတယ်။တကယ်တော့အခုလိုလူအစုလိုက်တက်တဲ့အမှုမတိုင်ခင်မှာလည်းသူတို့ဂိုင်းနှစ်ခုလုံးကကျွန်တော်အပေါ်မှာပြောပြခဲ့တဲ့ဒူးစရိုက်မှုမှန်သမျှကိုလုပ်ခဲ့ကြပြီးတော့2023ခုနှစ်မှာတေချာတဲ့ဖမ်းဆီးမှုတွေကိုလုပ်နိုင်ခဲ့တာပါအဲ့ဒီလိုဖမ်းဆီးပြီးတော့နိုင်ငံတွင်းမှာထိမ့်သိမ်းထားရမယ့်အရေးအတွက်ကများလုံးတာကြောင့်အမေရိကန်ဒေါ်လာတန်း100အကုန်ကျခံပြီးတော့ဆဲကော့ဆိုတဲ့အချင်းထောင်ကြီးကိုတိစောက်ခဲ့တာပဲဖြစ်ပါတယ်ဒီအချင်းထောင်ကိုစောက်လုပ်တာကသမ္မတနိုင်ရစ်ဘူခီလီရဲ့အကြမ်းဖက်အဖွဲ့အစည်းစန့်ကျင်ရေးကိုအကောင့်ထဲပေါ်တဲ့လုပ်ရက်တစ်ခုဆိုရင်လည်းမမှားပါဘူးအခုဆိုရင်တော့ဒီအချင်းထောင်ကြီးမှာ MS-13 နဲ့ Barrio 18အဖွဲ့အပြင်နောက်ထပ်ဒုစရိုက်ကိုင်းအဖွဲ့ဝင်အများစုကိုလည်းထိမ့်သိမ်းထားပြီးပါပြီ။နိုင်ရစ်ဘူခီလီတိစောက်ထားတဲ့ဆဲကော့အချင်းထောင်ကြီးကတကယ်ဆိုရင်ပြည်တွင်းမှာရှိတဲ့အကြမ်းဖက်သမားတွေကိုထိမ့်သိမ်းဖို့အတွက်ဆောက်လုပ်ထားတာပါ။ဒီအကြောင်းနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ April 2025ခုနှစ်မှာသမ္မတဒေါ်နယ်ထရန့်ကအမေရိကန်နိုင်ငံအကြမ်းဖက်ဂိုင်းတစ်ခုဖြစ်တဲ့ Transderogua ဂိုင်းနဲ့ MS-13 ဂိုင်းအဖွဲ့ဝင်အယောက်260ကျော်လောက်ကိုဆဲကော့အချင်းထောင်မှာထိမ့်သိမ်းဖို့ဖမ်းဆီးပို့ဆောင်ခဲ့ပါတယ်။အခုလိုကိုယ့်နိုင်ငံရာဇဝတ်သားတွေကိုတခြားနိုင်ငံအကျဉ်းထောင်မှာထိမ့်သိမ်းဖို့ပို့ဆောင်ခဲ့တဲ့လုပ်ရက်ကနိုင်ငံတကာရဲ့ဝေဖန်မှုတွေနဲ့မေးခွန်းထုတ်တာတွေကိုတော်တော်လေးကိုပြင်းပြင်းထန်ထန်ခံခဲ့ရပါသေးတယ်။ Transderogua ဆိုတဲ့လူမိုက်ဂိုင်းကလည်း MS-13 နဲ့ Barrio 18တို့လိုအကြမ်းဖက်ဂိုင်းတစ်ခုပါ။သူကတော့ Venezuela နိုင်ငံကလူမိုက်ဂိုင်းတစ်ခုဖြစ်ပြီးတော့နေဆက်ဒေသတွေကနေအမေရိကန်နိုင်ငံထဲကိုတရားမဝင်ဝင်ရောက်နေထိုင်ကြတာပဲဖြစ်ပါတယ်။ Transderogua ကလည်းအပေါ်မှာကျွန်တော်ပြောခဲ့သမျှလူကုန်ကူးမှုပြန်ပေးဆွဲတာတွေအပြင်ကိုတခြားမကောင်းတာမှန်သမျှအကုန်လုပ်တဲ့ဂိုင်းတစ်ခုဖြစ်တာကြောင့်ဒေါ်နယ်ထရန့်ကအခုလိုသမ္မတဒုတိယအကြိမ်ပြန်ဖြစ်တာနဲ့ဖမ်းဆီးပြီးတော့ဆဲကော့အချင်းထောင်ကိုပို့ခဲ့တာပါအဲ့ဒီလိုဖမ်းဆီးပို့ဆောင်ခဲ့တဲ့အချိန်မှာလည်းဒေါ်နယ်ထရန့်ကအယ်ဆာဗာဒေါနိုင်ငံကိုအခွန်အနေနဲ့အမေရိကန်ဒေါ်လာ6သန်းတောင်ပေးခဲ့ပါသေးတယ်ကဲတော့အခုလိုအခြားနိုင်ငံတစ်ခုကိုကိုယ့်နိုင်ငံသားမဟုတ်တဲ့ရာဇဝတ်သားတွေကိုပေးပို့ပြီးတော့ထိမ့်သိမ်းခိုင်းနေဆိုတာကအမေရိကန်နိုင်ငံမှာစစ်ဖြစ်တဲ့အချိန်မှာတုံးခွင့်ရှိတဲ့ဥပဒေတစ်ခုပါဒီဥပဒေကို Alien Enemy Act ဥပဒေလို့ခေါ်ပြီးတော့1998ခုနှစ်တည်းကစပြီးကျင့်သုံးခဲ့ကြတာပါအခုလိုစစ်ဖြစ်တဲ့အချိန်မှာပဲတုံးခွင့်ရှိတဲ့ဥပဒေကိုထုတ်သုံးခဲ့တာကြောင့်ဒေါ်နယ်ထရန့်ကိုတော်တော်များများမေးခွန်းထုတ်ကြပေမဲ့ဒီ Transderogua နဲ့ MS-13 ဂိုင်းတို့ကအမေရိကန်နိုင်ငံတွေကိုတရားမဝင်ကျူးကျော်ဝင်ရောက်နေထိုင်ပြီးတော့ရာဇဝတ်မှုတွေကိုကျူးလွန်နေတာကလည်းစစ်ဖြစ်နေတာပါပဲဆိုပြီးဆိုမှတုံ့ပြန်ခဲ့ပါတယ်ပြီးရင်တော့အမေရိကန်နိုင်ငံကဖမ်းဆီးပို့ဆောင်ထားတဲ့အကျဉ်းသားတွေအကုန်လုံးကတရားခွင်မှာတရားရင်ဆိုင်ခဲ့ရတာမျိုးမရှိဘဲနဲ့စက်ကော့အကျဉ်းထောင်ကိုတန်းပြီးပို့ခံခဲ့ရတာပါမလိုအပ်တဲ့ဥပဒေကိုတုံးပြီးတော့ဆဲကော့အချင်းထောင်ကိုပို့လိုက်တာကြောင့်ပြောဆက်ဖြစ်နေတဲ့တစ်ဖက်မှာ
တရားရင်ဆိုင်နေရတာမျိုးလည်းမရှိဘဲနဲ့ထောင်ချခံခဲ့ရတာကြောင့်အကြမ်းဖက်မှုကိုထိန်းသိမ်းဖို့တိစောက်ထားတဲ့ထောင်ကတကယ်ရောတရားမျှတမှုရှိတဲ့ထောင်တစ်ခုဟုတ်ရဲ့လားဆိုပြီးလူတွေရဲ့မေးခွန်းထုတ်တာကိုရင်ဆိုင်နေရပါတယ်ပြောမယ်ဆိုရင်တော့ဒေါ်နယ်ထရန့်ကသူ့နိုင်ငံနဲ့ကိုကျူးကျော်ဝင်ရောက်ပြီးဆိုမှရာဇဝတ်မှုတွေလုပ်နေတဲ့သူတွေကိုဆက်ကော့အကျဉ်းထောင်ကိုပို့ခဲ့တယ်ဆိုတာအမေရိကန်ကနေပြည်နှင်တန်ပေးတဲ့သဘောမျိုးပါပဲဆိုတော့နောက်ပိုင်းမှာ Alien Enemy Act ဥပဒေကအမေရိကန်နိုင်ငံထဲမှာတရားမဝင်ရောက်နေထိုင်တဲ့ပုံမှန်လူတွေအတွက်ရောတက်ရောက်လာနိုင်လားဆိုတာပါဒီကြောင့်နဲ့ပတ်သက်ပြီးတော့ပထမဆုံးအနေနဲ့ကျွန်တော်အတွေ့အကြုံပေါ်လာတာကအမေရိကန်နိုင်ငံမှာတရားမဝင်ခိုးလုံနေတဲ့မြန်မာနိုင်ငံသားတွေအကြောင်းပါပဲဒီဥပဒေကနောက်ပိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေအပါအဝင်အမေရိကန်မှာတရားမဝင်ခိုးလုံနေတဲ့တခြားနိုင်ငံသားတွေအတွက်လည်းပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ်ဒီတော့အခုဒီဗီဒီယိုထဲမှာဆက်ကော့အချင်းထောင်ဆိုတဲ့လုံခြုံရေးအတင်းကျပ်ဆုံးထောင်ကြီးတစ်ခုအကြောင်းအမေရိကန်နိုင်ငံမှာပေါ်ပေါက်လာတဲ့အကြမ်းဖက်ခိုင်းတစ်ခုအကြောင်းနဲ့သမ္မတဒေါ်နယ်ထရန့်ကဆက်ကော့အချင်းထောင်အကြမ်းဖက်အဖွဲ့ဝင်တွေကိုဖမ်းဆီးပို့ဆောင်ခဲ့တဲ့အကြောင်းတွေပြပြပေးသွားတာဖြစ်ပါတယ်ဆိုတော့ဆက်ကော့အချင်းထောင်ကြီးအကြောင်းနဲ့ပတ်သက်ပြီးဒီဗီဒီယိုကြည့်နေတဲ့သူတွေရောဘယ်လိုမြင်ကြလဲကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကိုအောက်ကကွန်မန့်မှာမျှဝေပေးသွားပါအောင်ခင်ဗျာရွှေနှုတ် app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်10 အုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် Facebook page မှာမြင်နိုင်ပါတယ်ရှင်